ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ရှင်းလင်းတင်ပြချက်လေးတွေနဲ့ကြိုးဆိုပါလေမကြလေးခင်ကမှ Grok လို့နာမည်ကြီး AI tool တွေအခမဲ့တုံလို့မရတော့ပဲပိုက်ဆံပေးရတာအထက်ပါဝါလာကြားမိကြပြီမလားနင်ကတော့စိတ်မကောင်းစရာဘူးဗျာဒါပေမဲ့လုံးဝစိတ်မပူပါနဲ့အဲ့ဒီအစာထိုးဖို့ဒီကဲမိုက်ပြီးအကန့်အသတ်မရှိအခမဲ့ထုံးလို့ရတဲ့ကိရိယာလေးတစ်ခုကိုကျွန်တော်ရှာတွေ့ထားပါတယ်online မှာဟိုးပွက်တီပွက်လုပ်ရင်းနဲ့ရုပ်ရှင်ကားကြီးတွေလိုအသက်ဝင်လာပါတဲ့အရေးသွေးမိ AI ရုပ်တံလေးတွေမြင်မှုကြမှာပါအဲ့ဒီအခါဟာသူတို့ဒါတွေကိုဘလို့များဖန်တီးနေကြတာလဲလို့တွေးမိကြတယ်မလားဒီကရလျှို့ဝှက်ချက်ဆိုတာကြီးကြီးမားမားမရှိပါဘူးမှန်ကန်တဲ့ကိရိယာရဲ့တေးသက်တဲ့ညွှန်ကြားချက်ခေါ် prompt လေးတွေရဲ့ပေါင်းဆက်လိုက်တာပါပဲဒီနေ့ဒါတွေကိုဘလို့လုပ်ရမလဲဆိုတာအတိအကျသွားကြည့်ကြတာပေါ့ဒီပြဿနာအတွက်ကျွန်တော်တို့ရဲ့အဓိကဇာတ်လိုက်ကြီးကတော့ Magic Light AI လို့ခေါ်ပါတယ်အမိုက်ဆုံးချက်ကပါလိုက်သေးလားတရားရခိုင်နှုန်းအခမှာပါပဲဘာလို့ဟာလက်ကွာမှမရှိသလိုတဝက်လောက်ရောက်မှဆက်လုပ်ဖို့ပိုက်ဆံထက်ကောင်းတဲ့တရားမှာမျိုးလဲလုံးဝမရှိပါဘူးစိတ်ဖိစီးမှုကင်းကင်းနဲ့ဖန်တီးနိုင်တဲ့အကောင်ဆုံးကိရိယာလေးပါ။ Okay ဒါဆိုရင်ဒီနေ့ဘာတွေတွားကြမလဲဆိုတာလမ်းပြမြေပုံလေးအញ្ញံကြည့်လိုက်ရအောင်။အခမဲ့ AI ဖြည့်ရှင်းချက်တွေ ChatGPT နဲ့ prompt စဉ်းစားတာတွေအလင်းအမောင်သတ်မှတ်တာတွေကင်မရာလှုပ်ရှားမှုတွေဇက်ကုံဖန်တီးတာတွေနဲ့နောက်ဆုံးအသက်ဝင်လှုပ်ရှားတဲ့အထိအစင်းစင်တွားကြမှာပါ။ software အသုံးပြုပုံကနေအစိမ့်မြင့်ညွှန်ကြားချက်တွေအထိအကုန်ပါဝင်မှာမို့စလိုက်ကြအောင်ဗျာ။ပထမဆုံးအပိုင်းတစ်အနေနဲ့အခမဲ့ AI ဖြည့်ရှင်းချက်တွေအကြောင်းပြောကြမယ်။ငွေပေးချေရတဲ့ system တွေနဲ့ကန့်သက်ချက်တွေကိုနှုတ်ဆက်လိုက်လို့ရပါပြီ။ Magic Light AI ကို internet ကြီးရဲ့ပီဇာလို့တောင်တင်စားလို့ရပါတယ်။ပီဇာလိုပဲလူတိုင်းနဲ့ရင်းနှီးတဲ့စားရလွဲတဲ့ဘာ PCO မှမရှိပဲအားလုံးကသဘောကျကြတယ်လေ။ဒီကိရိယာလေးရဲ့စွမ်းဆောင်ရည်ကတကယ်ကိုအံ့မခန်းပါပဲ။ဖန်တီးရှင်တွေအနေနဲ့ဇလန်းချိတ်ဆက်မိမိနဲ့မိနစ်40အထိရှင်လျားတဲ့ရုပ်သံတွေကိုဖန်တီးနိုင်ပါတယ်။ဟုတ်ပါတယ်မိနစ်40ပါနော်စဉ်းစားစားကြည့်ရောမိနစ်40ဆိုတာကာတွန်းဇက်လန်တဲ့အပြေတစ်ပိုင်းစာလောက်ရှိတာအရင်ကဆိုရင်လုံးဝမထိနိုင်ဘူးလို့ထင်ရတဲ့အရာကြီးပေါ့သူရဲ့အလုတ်လုတ်ပုံအစင်စင်ကလေအရန်ရိုးရှင်းပါတယ်အဆင့်1ဇလန်ဖန်တီးမယ်2ကိုလိုဂျင်နဲ့အမြင်ပိုင်းဆိုင်ရာစတိုင်ကိုရွေးမယ်3ဇက်တောင်တွေဖန်တီးမယ်ပြီးရင်4အသက်သွင်းလက်ယုံပါပဲအပင်ပန်းခံရမယ့်အလုတ်တွေအကုန်လုံးကို platform ကအလိုအရောက်လုပ်ပေးသွားမှာပါအပိုင်းစားလေးတွေကိုဘာဟိတိဆက်တယ်လို့လိုက်ဆက်နေစရာလုံးဝကိုမလိုတာပါဒုတိယပိုင်းအနေနဲ့ ChatGPT နဲ့ညွှန်ကြားချက်တွေစဉ်းစားပဲအချောင်းသွားကြမယ်ဗီဒီယိုစားမလုပ်ခင် AI chatbot လေးစီခဏဝင်ပြီးအသေးစိတ်ချက်တဲ့စညွှန်းလေးတစ်ခုတွားရေးတာအကောင်းဆုံးပါပဲဒါကစိတ်ကူးတွေကိုလွတ်လွတ်လပ်လပ်ပုံဖော်ဖို့နဲ့အခန်းကဏ္ဍတွေတတ်မဖို့တဲ့အရန်ရေးကြည့်ပါတယ်ဒီနေရာမှာလုံးဝကိုကန့်သက်ချက်မထားပဲလွတ်လွတ်လပ်လပ်စိတ်ကူးရင်ဖို့တိုက်တွန်းချင်ပါတယ်ဥပမာအာကာသထမပီဇာဆိုင်ဖွင့်ထားတဲ့စကားပြောတတ်တဲ့ကျောင်းတကောင်ဆိုတာမျိုးပေါ့ယူကြောင်ကြောင်နိုင်တယ်လို့ထင်ကောင်းထင်မယ်နော်ဒါပေမဲ့ကဘာပေါ်ကအကောင်းဆုံးဆက်လန်းတွေဆိုတာဒီလိုမျိုးကန့်သက်ချက်မရှိတဲ့ထူးထူးဆန်းဆန်း idea လေးတွေကနေစခဲ့ကြတာချီပါပဲဒါကြောင့်လုံးဝနောက်တော့မနေပါနဲ့ကျွမ်းကျင်သူတွေပြောသလိုပဲ prompt ရေးတယ်ဆိုတာတာမန်အလုံးမဟုတ်ပဲတကယ်ကျွမ်းကျင်မှုတစ်ခုပါ AI ကိုတီးကြတဲ့ဇက်ကောင်ဆဲလေးတွေရှင်းလင်းတဲ့နောက်ခံအကြောင်းအရာလေးတွေတတ်မှတ်ပေးလိုက်ရင်ရလက်ကတိတိတတ်တာကိုကောင်းသွားတတ်ပါတယ်AI ရဲ့စွမ်းဆောင်ရည်ကိုနားလည်ပြီးထိထိရောက်ရောက်ညွှန်ကြားတတ်ဖို့လိုပါတယ်။အခုပိုင်း3အလင်းအမောင်နဲ့ခန်းစားမှုတွေသတ်မှတ်တဲ့ပိုင်းရောက်ပါပြီ။ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတဲ့တစ်ခုပြောပြမယ်နော်။ဗီဒီယိုတစ်ခုရဲ့အသက်သွေးကြောဟာအယောင်အပူချိန်နဲ့အလင်းအမောင်တွေကနေပေးဆွမ်းတဲ့ခန်းစားမှုဒါမှမဟုတ် mood အပေါ်မှာအများကြီးမူတည်ပါတယ်။အမြင်အာရုံဆိုင်ရာလေးတန်ကိုဖန်တီးတာပေါ့။ဒီတော့ကို Hollywood Director ကြီးတယောက်လိုတွေးကြည့်လိုက်ပါ။ညွှန်ကြားချက်တွေရေးတဲ့အခါနှွေးထွေးတဲ့အယောင်အသွေးပြတ်သားတဲ့အလင်းအမောင်ဒါမှမဟုတ်ရုပ်ရှင်ဆန်တဲ့အလင်းရောင်ဆိုတဲ့စကားလုံးမျိုးတွေကိုထည့်သွင်းပေးပါဒီလိုအတိအကျသတ်မှတ်ပေးမှသာ professional ကြတဲ့ပုံရိပ်တွေကိုရမှာပါအလင်းရောင်ကအရာအလုံးကိုပြောင်းလဲပေးနိုင်စွမ်းရှိတယ်လေဒီလိုအလင်းအမောင်အယောင်အသွေးကိုသေချာ crew site ဖို့ဘာလို့ဒီလောက်ပြောနေရလဲသိလားကိန်းကနန်ဒီအရာဆိုရင်မှန်ကန်တဲ့ခံစားမှုပေးနိုင်တဲ့ဆွဲဆောင်မှုရှိတဲ့ပုံရိပ်တွေပါတဲ့ post တွေဟာစာချီတက်တဲ့ post တွေထေလို့ရဲ့စိတ်ဝင်စားမှုကို600မိုင်စေရခိုင်နှုန်းတောင်ပိုရစေလိုပါပဲတကယ်ကိုကြီးမားတဲ့ကွာခြားချက်ကြီးပါအပိုင်းလေးကတော့ကင်မရာလှုပ်ရှားမှုတွေနဲ့ရိုက်ကူးခြင်းပါငြိမ်သက်နေတဲ့မြင်ကွင်းတွေကကြည့်ရတာအရင်ပြင်းစရာကောင်းတယ်လေဒါကြောင့်ဘယ်ရာကရွေ့နေလဲကင်မရာကဘယ်လိုရိုက်ရမယ်ဆိုတာကို AI နားလည်အောင်တိကျတဲ့ကြည်ရတွေသုံးရပါမယ်ကင်မရာကိုတိကျရွေ့လျားခိုင်းတာကရုပ်ရှင်ဆန်တဲ့အနက်အရှိန်တော့တကယ်ပဲဖန်တီးပေးပါတယ်ဒါကိုတိကျမြင်သာအောင်ဥပမာလေးကြည့်ရအောင်မရရတဲ့ prompt နဲ့အသေးစိတ်ကြတဲ့ prompt ကြားကကွာခြားချက်ပေါ့စံကစီးနေသူလို့ရိုးရိုးလေးရေးမဲ့အစကင်မရာကစံကစီးသူရဲ့နောက်ကနေချောင်းမွေးစွာဖန်နင်းလုပ်ပြီးရွေ့လျားရိုက်ကူးမယ်။နှွေးထွေးတဲ့နေဝင်စည်းစာအလင်းရောင် high contrast လို့အသေးစိတ်ညွှန်ကြားလိုက်တာနဲ့မြင်ကွင်းကချက်ချင်းကိုအသက်ဝင်ပြီးအစစ်မြင့်သွားတာတွေ့ရမှာပါ။
ပဝင်းကျင်ရွေ့လျာမှုနဲ့အလင်းရောင်ကအရန်အရေးကြီးလာပေါ့ ကဲဒါဆို professional ကြကင်မရာညွှန်ကြားတဲ့အထုံးထုံးလေးတွေအမြန်မှတ်ထားလိုက်အောင်ဖြည်းဖြည်းချင်း zoom ဆွဲတာလေရင်ပေါ်ကနေမြင်ကွင်းကျရိုက်တာချောမွေ့စွာဘေးတိုက်ဖန်နဲ့ရွှေ့တာစားတဲ့စကလုံးတွေကို prompt တွေတိုက်ရိုက်ကူးထည့်ပြီးတုံးကြည့်ပါ budget ချင်းရုပ်ရှင်ကားတွေလို့အနက်အဆိုင်မျိုးအလွယ်တကူရလာပါလိမ့်မယ် အဖိုင်ငါဇက်ကောင်ဖန်တီးခြင်းတဲ့ဇလန်းဆွဲခြင်းရောက်ပါပြီ Magic Light AI ရဲ့ interface ကိုပြန်သွားကြည့်ရင်သူကကိုရေးထားတဲ့ဇလန်းကိုအခြေခံပြီးဇက်ကောင်တွေကိုအလိုအလျောက်ရွေးချယ်ပေးတာတွေ့ရပါမယ်ဒါဟာကိုရဲ့ digital ရုပ်ရှင်တွေတရုပ်ဆောင်တွေကိုရွေးချယ်ချထားပေးလိုက်တာနဲ့အတူတူပါပဲ ဥပမာပြောရရင်အနီရောင်ကြကင်နဲ့အနက်ရောင်ပွေဖနဲ့ဝတ်ထားတဲ့စံပြင်ကောက်ကောက်နဲ့ရက်ရှိရှိမျိုးသားဆိုပြီးအသေးစိတ်ရေးလို့ရပါတယ် AI ရဲ့ရွေးချယ်မှုတွေကိုကိုယ်တိုင်စိတ်ချိုက်ပြင်ဆင်နိုင်ပြီးခန္ဓာကိုယ်ပုံစံအဝတ်စားတွေကိုအတိအကျသတ်မှတ်ပေးလို့ရပါတယ်ဂိမ်းထဲမှာဇက်ကောင်ကိုလာဆင်ရတယ်လို့မျိုးမို့တော်တော်လေးကိုပြောစရာကောင်းပါတယ် နောက်ဆုံးအပိုင်း6လေယာကိုထပ်ထွင်ခြင်းပါဒီနေရာမှာအရေးကြီးဆုံးအချက်ကတော့နောက်ဆုံး animate ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်တဲ့ခြင်းပါပဲအဲ့ဒီခြင်းမှာကိုခရုတဆရေးသားချတဲ့ညွှန်ကြားချက်တွေအားလုံးဟာတကယ်လှုပ်ရှားနေတဲ့ရုပ်ရှင်တစ်ခုအဖြစ်အသက်ဝင်လာတော့မှာဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ကူးအမြင်အာရုံကအခုဆိုရင်လက်တွေ့ဖြစ်လာပါပြီ ဒါပေမဲ့တခုတော့တတိယပါပထမဆုံးကျင်ထွက်လာတဲ့ရလက်ကချက်ချင်းကြီးပြည့်စုံခြင်းမှန်ပြည့်စုံမှာပါအဲ့ဒီအခါအကုန်လုံးကိုဖျက်ပစ်စရာမလိုပါဘူးထက်ခါတလေးလေးမွမ်းမှန်ပြင်ဆင်ပါလို့အကြံပေးခြင်းပါတယ်ကင်မရာထောင့်ဒါမှမဟုတ်အလင်းအမောင်စတိုင်ကိုနည်းနည်းလေးပြပြင်လိုက်ရုံနဲ့ညင်ခွေမှလုံးဝကိုအပြစ်ကင်းစင်သွားမှအသေးချပါပဲ အမြင်အာရုံဆိုင်ရာမီဒီယာတွေလွှမ်းမိုးနေတဲ့ခက်မှာ AI ဗီဒီယိုဖန်တီးတဲ့ကိရိယာတွေကိုအသုံးချနိုင်ခြင်းကစီးပွားရေးလုပ်ငန်းတွေကိုခြေထလန်းတာစေပါတယ်ဆိုရကျွမ်းကျင်သူတောင်ရဲ့စကားနဲ့ဒီရှင်းလင်းတင်ပြချက်ကိုခိုင်မာစေခြင်းပါတယ်ဒီလိုအခက်မဲ့ကိရိယာတွေနဲ့အစင်းမြင့် prompt တွေကိုကျွမ်းကျင်ပိုင်နိုင်ဖို့ကဒီနေ့ခေတ်မှာအရန်ကိုတန်ဖိုးရှိပါတယ် ကဲဒါဆိုရင်နောက်ထပ်ဘလူးရုပ်ရှင်ဆန်ဆန်စကြဝဠာကြီးကိုအသက်သွင်းကြမလဲဒီနေ့လေးလာခဲ့တဲ့အလင်းအမောင်ကင်မရာဖန်နီရွေးလျားမှုတွေနဲ့အသက်ဝင်လာတဲ့ဇလံပြိုးပြချင်းနီးလန်းတွေကိုအသုံးပြုပြီးကိုပိုင်အကောင်းဆုံးလေးလာတွေကိုဖန်တီးကြည့်ဖို့တိုက်တွန်းချင်ပါတယ်စိတ်ကူးရှိရင်ဘာမဆိုဖြစ်နိုင်ပါတယ်